မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘောတက်ကားရောင်းရဲ့အရင်မှဖြစ်ပါတယ်ဒီနေ့မှဆိုရင်ကျွန်တော်မှမရှင်းလူမေးအရန်များနေတယ်တူရာ highlight review 2018လိ19ရုပ်ပြောင်းလေးပဲဖြစ်ပါတယ်ကားလေးဒီနေ့မှရောက်ထားတယ်ရောက်ချင်းပဲကျွန်တော်တန်ချင်းတော့မလုပ်ရသေးပါဘူးခင်ဗျာအကြောင်းပို့တင်ပေးလိုက်ပါပြီအဖေအောင်နဲ့မှရှာနေဆိုတဲ့ brother တွေအတွက်ပါကားတော့အယိုးစစ်တိုက်ခိုက်တော့ဘာမှပြောစရာမရှိဘူးရင်မှန်ကန်ဖို့တရားကန်တော့အာမခံပေးတယ်မန္တလေးလိုင်းစီမှာကျူတန်းနဲ့ရရှိမဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျာဒီကောင်ပတ်ပတ်လေလေးကိုကျွန်တော်တစ်ချက်ပြပေးမယ်ဗျာနော်ကျွန်တော်တို့ဒီမှာဘာမှလောက်ထားတဲ့အချိန်မရှိဘူးခင်ဗျာလုံးဝကြာရတွေလည်းအားကောင်းမယ်လိုင်းစင်တက်တန်းလည်းတော်တော်ကြံပါအောင်မယ်ခင်ဗျာကျွန်တော်အတွင်းခန်းလေးတွေတစ်ချက်ပြပေးပါမယ်ဒီကောင်ထိုင်ဟိုမော်ဒါနဲ့ဖြစ်သွားမယ်ကားကောင်းမှလိုချင်တယ်ဆိုတော့ဘဲကြီးတွေတော့ပါခင်ဗျာဒီကောင်လိုင်းစင်တက်တန်းက၄လပိုင်း2020ခွန်မှာကုန်မယ်အသက်နီးပါးနဲ့ရမယ်ဗျာပိုစတာဖြစ်မယ်ဒီကောင်ကီလိုအပြည့်ဆိုဒီကောင်3600ပဲရှိသေးတယ်လုံးဝကအကျွတ်နော်နက်ရဖြုတ်တော့လုံးဝဖွင့်လှစ်ထားခြင်းမရှိဘူးကားလေးတော်တော်ကောင်းတယ်ထိုင်ခုံတွေလည်းအပေါက်ပြအပြစ်နာစာလုံးဝမရှိဘူးခင်ဗျာဖိုးဝီတူဝီဖြစ်မယ်ကောင်းပဲလိုချင်တယ်အဖြူအောင်မှရှာနေဆိုတော့ brother တွေအမြန်ဆုံးဘဝတစ်ကိုလှမ်းလာခဲ့ဖို့တော့ဖိတ်ခေါ်ကြပါတယ်ခင်ဗျာကျွန်တော်တို့ဒီရက်ထဲမှာတဆူရာမန်လေးတွေနားထားတဲ့အတွက်လည်းနားလည်ပေးကြပါခင်ဗျာကျွန်တော်ဗန်နေနယ်ကားလေးတွေအရင်များနေလို့ပါခင်ဗျာကျေးဇူးအများကြီးတင်ပါ